အားလုံးပဲမင်္ဂလာပါဒီကနေ့ကတော့ကိုရီးယားနိုင်ငံသားခံယူထားတဲ့နိုင်ငံခြားသားအမျိုးသားများကိုရီးယားစစ်မှုထမ်းခြင်းနဲ့ပတ်သက်ပြီးတော့ပြောပြပေးပါမယ်ဒီပါကြားအမျိုးသမီးတွေအနေနဲ့ကတော့ဒီအဆင့်ကိုကျော်သွားလို့ရပါတယ်အိမ်ကိုစစ်မှုထမ်းဖို့စာအိတ်လည်းရောက်လာမှာမဟုတ်ပါဘူးဒါကဂယ်မြောင်းရှင်းချောင်းလောက်ထားတဲ့သူတွေဆိုလို့ရှိရင်တော့ဂယ်မြောင်းလျှောက်ထားစေအချိန်မှာပြောင်းမှုချောင်းကနေပြီးတော့စာရောက်မဲ့ပုံစံဖြစ်ပါတယ်ဂယ်မြောင်းရှင်းကိုမလုပ်ခင်စာအိတ်ရောက်ချင်းအပြီးသက်လှုပ်ဆောင်ထားတင်ပါတယ်နိုင်ပိုင်းအတွင်းပြီးတဲ့အလုပ်ဖြစ်ပါတယ်ဒီပါကြားအမျိုးသားများအနေနဲ့ကတော့ကုချုပ်ဆူရှိနေ့ကနေစပြီးတော့2လအတွင်းတနည်းအားဖြင့်မိမိနိုင်ငံခြားသားအမည်နဲ့မှတ်ပုံတင်အစ်စ်ထွက်တဲ့နေ့ကစလို့နှစ်ပတ်မြောက်တဲ့နေ့မှာဒန်မင်းကုခွမ်းဖို့ဘောမှုဘူးကိုရှိမှာဂီဝါဂျာဖြစ်ကြောင်းမိမိအမည်စင်းတင်ပါတယ်တစ်ချိန်တည်းမှာပဲကုပန်းဘူးလက်အောက်ဖြစ်တဲ့မိမိနေထိုင်ရာနယ်မြေဖြောမှုချောင်းကနေပြီးတော့မိမိတို့အိမ်ကိုစစ်မှုထမ်းဖို့အကြောင်းကြားစာရောက်ပါတယ်ဘာမှစိတ်ပူစရာမရှိပါဘူးဂီဝါဂျာနဲ့မြောက်ကိုရီးယားနိုင်ငံသားခိုလုံတွေကတော့စစ်မှုထမ်းခြင်းလည်းရတယ်လို့မထမ်းခြင်းလည်းရပါတယ်ဂီဝါဂျာတွေကစစ်မှုထမ်းခြင်းနဲ့အရန်တက်အတွက်ကင်းလွတ်ခွင့်ရထားပါတယ်ဒါပေမဲ့စစ်ဖြစ်တဲ့အခါမှာကိုရီးယားစစ်တပ်ကနေပြီးတော့ခေါ်ယူခွင့်ရှိတယ်ဆိုတာကိုတော့သိထားဖို့လိုအပ်ပါတယ်ဒါကြောင့်စစ်မှုထမ်းကင်းလွတ်ခွင့်လျှောက်ထားရပါမယ်အဲ့ဒီလျှောက်လာဆောင်ရွက်ထဲမှာစစ်ဖြစ်တဲ့အခါစစ်မှုထမ်းရမယ်ဆိုတဲ့နေရာမှာအမှန်ချစ်ကလေးချစ်ပေးထားတာကိုတွေ့နိုင်ပါတယ်ဒါကတော့မြန်မာလိုအလွယ်ပြောတာပေါ့နော်ဒီအဓိပ္ပာယ်ကိုအပြည့်စုံသိကျင်တယ်ဆိုလို့ရှိရင်တော့မမီတို့ပါမီတို့ကိုယ်တိုင်ရှာပြီးတော့ဖတ်ကြည့်နိုင်ပါတယ်ပြောင်းမှုချောင်းကနေပြီးတော့ပို့ပေးတဲ့စာရီထဲမှာကင်းလွတ်ခွင့်လျှောက်လာဆောင်ရွက်နဲ့လမ်းညွှန်ဆောင်ရွက်တွေထည့်ထားပေးပါတယ်စစ်မှုထမ်းခြင်းတဲ့သူတွေကတော့ပြောင်းမှုချောင်းကိုကိုယ်တိုင်သွားပြီးတော့မှလျှောက်ထားနိုင်ပါတယ်ကိုရီးယားစစ်မှုထမ်းကင်းလွတ်ခွင့်လျှောက်ထားတဲ့အခါမှာလိုအပ်တဲ့ဆောင်ရွက်စာတွေကတော့ပြောင်းရောက်မြောင်းကျဲရှင်းချောင်းစောရှင်းပွန်ကျွန်းစာပွန်ဂီဝါကျွန်းစောစာပွန်ဘောမှုဘူးကိုရှိစာပွန်ဂီဝါချီသက်စာရှိကျွန်းမြောင်စောသို့မဟုတ်ဂီဘွန်းကျွန်းမြောင်စောတရွက်ဒါတွေကိုဆောင်ရွက်ထုတ်ပြီးတော့ဦးဖြောင်းဒုံဂီအနေနဲ့ပို့ပေးနိုင်တယ်လို့မျိုး fax နဲ့လည်းပို့ပေးလို့ရပါတယ်ပြောင်းရောက်မြောင်းကျဲရှင်းချောင်းစောကတော့ပြောင်းမှုချောင်းကနေပို့ပေးတဲ့စာရီထဲမှာရှိပါတယ်ရှင်းပွန်ကျွန်းစာပွန်ကတော့မိမိလက်ရှိကင်ဆောင်ထားတဲ့ကိုရီးယားမှတ်ပုံတင်ဂျူမင်းသုံးလုံးကျွန်းမိထူသို့မဟုတ်ဂျူမင်းသုံးလုံးကျွန်းနဲ့မှတ်ပုံတင်ထားတဲ့အွန်ကြောင်မြောင်တော်ကျွန်းမိထူပဲဖြစ်ပါတယ်ဂီဝါကျွန်းစောစာပွန်ဆိုတာကတော့ကုကျော်ဆူယိုရှိနေကရရှိထားတဲ့ဂီဝါဟော်ကစောမူရင်းမဟုတ်ပဲနဲ့မိထူပဲပေးရမှာဖြစ်ပါတယ်ဘောမှုဘူးကိုရှိစာပွန်ဆိုတာကတော့ဒန်မင်းကုခွမ်းဖို့ဘောမှုဘူးကိုရှိဆိုတဲ့ home page ကနေဝင်ကြည့်ပြီးတော့မိမိနာမည်ပါတဲ့စာရွက်နဲ့ခေါင်းစည်းစာရွက်ကိုထုတ်ပေးရမှာဖြစ်ပါတယ်ကုကျော်ချီသက်စာရှိကျွန်းမြောင်စောသို့မဟုတ်ဂီဘွန်းကျွန်းမြောင်စောတရွက်ကတော့ဒုံစာမှုဆိုသို့မဟုတ်ချောင်းဘူးအီဂျစ်စာကနေပြီးတော့လည်းထုတ်ယူနိုင်ပါတယ်ဒါတွေကိုစာတိုက်ကနေပြီးတော့ပို့ပေးနိုင်တယ်လို့မျိုး fax နဲ့လည်းပို့ပေးလို့ရပါတယ်စာတိုက်ကနေပို့ပေးတာနဲ့လူကိုယ်တိုင်တားလျှောက်တာဆိုလို့ရှိရင်တော့လျှောက်ထားပြီးလုပ်ငန်းပြီးစီးကြောင်းပြောင်းမှုချောင်းကပို့ပေးတဲ့ phone message ကိုပဲစောင့်ရင်ပြီးပါပြီ fax နဲ့ပို့တဲ့အခါမှာမိမိတို့အဆင်ပြေတဲ့နည်းနဲ့ပို့နိုင်ပါတယ်စကန်ဖတ်တဲ့ဆက်ရှိတယ်ဆိုလို့ရှိရင်တော့လိုအပ်တဲ့စာရွက်စာတမ်းတွေကိုစကန်ဖတ်ပြီးတော့မိမိဖုန်းထဲက mobile fax application နဲ့ပို့ရင်ပို့ပြီးတော့မှလွယ်ကူပါတယ်ပို့ပြီးတာနဲ့စာရီထဲက NMO နဲ့မှာပါတဲ့တာဝန်ခံဖုန်းနံပါတ်ဆိုတဲ့နေရာကဖုန်းကိုဆက်ပြီးတော့ fax ပို့ထားတာလက်ခံရရှိမှုရှိမရှိစစ်ဆေးရပါမယ်လက်ခံရရှိတယ်ဆိုလို့ရှိရင်တော့ဖုန်းချလို့ရပြီပေါ့နော်ခဏကြာတဲ့အခါမှာစစ်ဆေးပြီးလုပ်ငန်းပြီးစီးကြောင်းဖုန်း message ဝင်ပါတယ်ဒါဆိုလို့ရှိရင်တော့ပြီးပါပြီစာရီရောက်ပြီးနိုင်ပိုင်းအတွင်းပြီးတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်စစ်မှုထမ်းကင်းလွတ်ခွင့်ရှိတဲ့သူတွေကတော့မိမိအလုပ်လုံးမှမိသားစုစားဝတ်နေရေးအဆင်ပြေမဲ့သူများကိုလက်အင်္ဂါသို့မဟုတ်စိတ်အခြေအနေမတန်မစွမ်းဖြစ်နေတဲ့သူများအချင်းကြထောင်ချနေသူများဂီဝါဂျာနဲ့မြောက်ကိုရီးယားနိုင်ငံသားခိုလုံတွေပဲဖြစ်ပါတယ်ဒါပေမဲ့ပြောင်းမှုချောင်းရဲ့ဆုံးဖြတ်ချက်ဖြစ်တာကြောင့်တတိချယုံကြည်ထားလို့တော့မရပါဘူးကင်းလွတ်ခွင့်ပယ်ဖျက်ခံရတာမျိုးတွေလည်းရှိတတ်ပါတယ်ဂီဝါဂျာနဲ့မြောက်ကိုရီးယားနိုင်ငံသားခိုလုံတွေကတော့စစ်မှုထမ်းဖို့စစ်ဆေးတဲ့ပြောင်းရောက်ဖမ်းကြောင်းကွန်ဆာလုပ်เสียမလို့ပဲနဲ့ဒီတိုင်းကင်းလွတ်ခွင့်ရပါတယ်စစ်မှုထမ်းခြင်းလည်းပဲလျှောက်ထားနိုင်ပါတယ်ပုံမှန်ကတော့ကိုရီးယားတနိုင်ငံလုံးကကိုရီးယားနိုင်ငံသားယောက်ျားလေးမွေးတဲ့နေ့မွေးစင်းတင်တဲ့နေ့ကစပြီးတော့ပြောင်းမှုချောင်းမှာအော်တိုစည်ရင်ဝင်ပါတယ်အသက်18နှစ်ပြည့်တဲ့အခါအိမ်ကိုစစ်မှုထမ်းရန်ကိုခန္ဓာနဲ့စိတ်ပိုင်းဆိုင်ရာရှိမရှိစစ်ဆေးပြီးတော့မှရှင်းချက်တုံးကုတ်လို့ခေါ်တဲ့အဆင့်ကိုခွဲပါတယ်1နှစ်3ကတော့စစ်မှုထမ်းရမယ့်သူဖြစ်ပြီးတော့အဆင့်4ကတော့အစိုးရရုံးလုပ်ငန်းသူတည်တနာလုပ်ငန်းနဲ့စစ်တပ်ကသတ်မှတ်ပေးထားတဲ့စက်ရုံအလုပ်ရုံတွေမှာလူအင်အားလိုအပ်ချက်အရတာဝန်ထမ်းဆောင်ရန်သတ်မှတ်ခံရတဲ့သူများအဆင့်5ကတော့ကိုရီးယားနိုင်ငံသားခံယူထားတဲ့သူအဆင့်6ကတော့စစ်မှုထမ်းရန်တာဝန်မရှိတော့တဲ့သူအဆင့်9ကတော့ယောဂကုသပြီးတော့စစ်မှုထမ်းရန်ပြောင်းရောက်ဖမ်းကြောင်းကွန်ဆာပြန်လည်စစ်ဆေးခံယူမဲ့သူဆိုပြီးတော့မှအဆင့်9ခုအထိခွဲထားပါတယ်ပြောင်းရောက်ဖမ်းကြောင်းကွန်ဆာစစ်ဆေးပြီးတဲ့နောက်မှာစစ်မှုထမ်းရန်ရှိတဲ့သူအဆင့်1နှစ်3ကိုတီးသန့်ထပ်ပြီးတော့မှအပြောင်းဖမ်းကြောင်းကွန်ဆာစစ်ဆေးပါတယ်ဒါပြီးရင်တော့လိုအပ်တဲ့တာဝန်တွေကိုထမ်းဆောင်စေတဲ့ပုံစံဖြစ်ပါတယ်အပြောင်းဖမ်းကြောင်းကွန်ဆာစစ်ဆေးပြီးအောင်မြင်သူကတော့ကြီးရည်လေးအထက်ကမိမိတာဝန်ထမ်းဆောင်ခြင်းတဲ့တက်ကိုရွေးချယ်နိုင်တယ်လို့တက်ရဲ့လိုအပ်ချက်အရာလွှဲပြောင်းထမ်းဆောင်ရတာတွေလည်းရှိပါတယ်ပြီးတော့မိမိမှာပါလာတဲ့လိုင်စင်အတတ်ပညာလက်မှတ်စတာတွေပေါ်မူတည်ပြီးတော့မိမိထမ်းဆောင်ခြင်းတဲ့တာဝန်ကိုလည်းပဲရွေးချယ်နိုင်တယ်လို့တက်ရဲ့လိုအပ်ချက်အရာလွှဲပြောင်းထမ်းဆောင်ရတာမျိုးတွေလည်းရှိပါတယ်တာဝန်ထမ်းဆောင်ကာလအနေနဲ့ကတော့ကြီးတက်18လရေတက်လ20လေတက်21လပဲဖြစ်ပါတယ်။ပြောင်းရောက်ဖမ်းကြောင်းကွန်ဆာအဆင့်4သမားကတော့စာဝဲပုံမှုယိုဝန်းလို့ခေါ်တဲ့အစိုးရဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့လဝကလူသမားယုံရက်ွက်ယုံအစိုးရစေယုံစေကံမြို့နယ်ယုံခရိုင်ယုံစတဲ့နေရာတွေမှာအငယ်တန်းစီးအနေနဲ့21လတာဝန်ထမ်းဆောင်ရပါတယ်။နောက်တစ်ခုကလုံသားလိုအပ်ချက်အရပြောင်းမှုချောင်းကသတ်မှတ်ထားတဲ့စက်ရုံအလုပ်ရုံတွေမှာသူရည်တနာအတတ်ပညာရှင်များက36လဖြစ်ပြီးတော့ရိုးရိုးအလုပ်သမားအနေနဲ့ဆိုလို့ရှိရင်တော့34လအလုပ်လုပ်ရမှာဖြစ်ပါတယ်။ဒီအထက်ကမှစစ်မှုထမ်းရန်တက်ထဲပြန်သွားရမယ့်သူတွေကတော့23
3လပဲလှုပ်လှုပ်ရမှာဖြစ်ပါတယ်။ပြောင်ရောက်ဖမ်းကြောင်းကွန်ဆာအဆင့်5ကတော့ဂျွန်ရှီခွန်လို့ရောက်ဖြောင်းနေဝန်လို့ခေါ်ပြီးတော့စစ်မှုထမ်းရန်ကင်းလုံခွင့်ရတဲ့သူတွေအနေနဲ့စစ်ဖြစ်တဲ့အခါမျိုးမှာပဲပါဝင်ရမယ်ဆိုတဲ့အဆင့်ဖြစ်ပါတယ်။ဒီလူတွေကတော့အထက်ကပြောခဲ့တဲ့အတိုင်းပဲကင်းလုံခွင့်လျှောက်ထားနိုင်တယ်လို့စစ်မှုထမ်းရန်လည်းပဲလျှောက်ထားနိုင်ပါတယ်။ပြောင်ရောက်ဖမ်းကြောင်းကွန်ဆာအဆင့်6သမားတွေကတော့စစ်မှုထမ်းရန်အဆင့်နဲ့စစ်မှုထမ်းနေစဉ်အဆင့်မှာပြောင်းဝင်ချောင်းရဲ့တက်မှတ်ချက်ရစစ်မှုထမ်းရန်မလိုအပ်တော့တဲ့သူတွေဖြစ်ပါတယ်။ကင်းလုံခွင့်ရသွားတဲ့သဘောလည်းဖြစ်ပါတယ်။ဒါပေမဲ့သူလည်းပဲဂျွန်ရှီခွန်လို့ရောက်ဖြောင်းနေဝန်အဖြစ်တော့ရှိနေမှာဖြစ်ပါတယ်။ပြောင်ရောက်ဖမ်းကြောင်းကွန်ဆာအဆင့်9ကတော့စစ်မှုထမ်းဖို့အတွက်ပြောင်ရောက်ဖမ်းကြောင်းကွန်ဆာစစ်ဆေးပြီးတဲ့နောက်မှာအပြောင်းဖမ်းကြောင်းကွန်ဆာစစ်ဆေးမှုမှာကြားတဲ့သူတွေဖြစ်ပြီးတော့စေကူတာမှုခံယူပြီးတော့အပြောင်းဖမ်းကြောင်းကွန်ဆာပြန်လဲစစ်ဆေးခံယူမဲ့သူတွေဖြစ်ပါတယ်။စစ်မှုထမ်းရတယ်ဆိုလို့တချို့ကတနက်ပဲကန်ရတဲ့အလုပ်ပဲလို့ထင်နိုင်ပါတယ်။ကိုရီးယားစစ်တပ်ကနိုင်ငံတကာနိုင်ငံလိုပါပဲအထဲမှာစေယုံစေကံမိသက်ဌာနဈေးဝယ်စင်တာဟိုတယ်ရဲစခန်းစစ်ခရိုင်ရုံးတရားရုံးဆောက်လုပ်ရေးလုပ်ငန်းပြန်ကြားရေး IT နဲ့ပတ်သက်တဲ့လုပ်ငန်းမင်္ဂလာဆောင်ခန်းမထမင်းဆိုင်ကော်ဖီဆိုင်စသဖြင့်အပြင်မှာရှိတဲ့အတိုင်းရှိတာကြောင့်မိမိနဲ့တင့်တော်မဲ့လုပ်ငန်းစိတ်ကိုရွေးချယ်လုပ်ကိုင်နိုင်ပြီးတော့လိုအပ်ချက်အရရွှေ့ပြောင်းခံရတာမျိုးတွေလည်းရှိတယ်။စစ်မှုထမ်းရတဲ့အကြောင်းရင်းကတော့မြောက်ကိုရီးယားနဲ့အခုထိကစစ်ပွဲမပြီးသေးဘူးပေါ့နော်။1953ခုနှစ်9လပိုင်း29ရက်နေ့ကစပြီးတော့ဟျူကြောင်ဟျော့ကြောင်လို့ခေါ်တဲ့စာချုပ်ချုပ်ဆိုပြီးတော့မှစစ်ပွဲကိုခဏရထားတဲ့ကာလဖြစ်ပါတယ်။ဒီကနေ့ကတော့ဒီလောက်ပါပဲ။ဒီကနေ့ကျွန်တော်နဲ့အတူကိုရီးယားစစ်မှုထမ်းအကြောင်းအရာအချို့နဲ့ကီဝါဂျာအမျိုးသားများစစ်မှုထမ်းကင်းလွတ်ခွင့်လျှောက်ထားတဲ့ပုံစံတွေကိုလေ့လာခဲ့တာဖြစ်ပါတယ်။အားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။